Relax and take notes while I take toast of the marijuana smoke. အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Jan 17 Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်2026နှစ်တည်းထဲလဲရောက်လာလို့စိတ်သက်ခွန်အားတွေနဲ့လိုရာခီဟီမန်းချက်ပန်းနိုင်တွေကိုဘေးကင်းကြမှာစွာနဲ့ကိုစီချစ်တဲ့အယောင်လန်းနိုင်ကြပါစေလို့နှစ်သက်စမုံကောင်းတောင်းပေးပါတယ်ဒီပုံလေးမှာတော့အခြေရတဲ့ညီကောင်မောင်နှမတွေအတွက်နှစ်သက်လက်ဆောင်ဖြစ် Weekly Pass 26ပတ်ထိမေကွန်းတစ်ခုမေးပြီးတော့အပြေမှန်တဲ့သူတွေကိုဦးစားပေးအနေနဲ့ပေးသွားမှာဖြစ်ပါတယ် Weekly Pass giveaway လက်ဆောင်အသေးစိတ်ကိုတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာပြောပြပေးသွားမှာမို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြဖို့အကြံပေးပါတယ် Mobile လေးချင်းကိုချစ်ကြတဲ့ကျွန်တော်တို့တွေအတွက်ကတော့ Mondon ကနေပြီးတော့ M7 event ကြီးကိုနှစ်သက်စခြင်းမှာပဲထုတ်ပေးလိုက်တယ်လို့ကျမ်းမာရမ်းမှာကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်လည်းတကယ်ကိုမိုက်တဲ့ Hero Skin ကိုထုတ်ပေးထားပါတယ်AC တည်ငြိမ်သလောက်နတ်ဆိုးမိတ်စာတွေအတွက်ကတော့အိမ်မက်ဆိုးဖြစ်စေတဲ့ Granger ရဲ့ M7 နဲ့ Prime Skin ပဲဖြစ်ပါတယ် M7 event ကြောင့်ကိုလိုရင်းတိုရှင်းလေး share လေးလုပ်ပေးသွားပါမယ် event မှာတော့ Yo-Yo Pass နဲ့ Pass Plus ဆိုပြီးတော့နှစ်မျိုးရှိနေပါတယ်ကွာခြားတာကတော့ Pass Plus မှာ level 2ဆင့်ထပ်တိုးနဲ့ Granger Action လေးပြင် M7 Exclusive Trial လေးပို့ပြီးပေးထားပါတယ်ဘယ် Pass ပဲဝယ်ပေးထားတဲ့ test တွေဒါပြင်အောင်လုပ်မယ်ဆိုရင် Prime Skin ကို level 85ရောက်တဲ့အချိန်မှာရရှိမှာဖြစ်ပါတယ် Daily Test အနေနဲ့ကတော့ဒီ event ကို share ပေးရမယ်တပွဲဆော့ရမယ်ခုလာနေတဲ့ M7 ပွဲအဖြေကိုခံမှန်းရပါမယ်စိန်90သုံးပြရပါမယ်စိန်က3နိုင်မယ်ဆိုရင်တော့ level မြန်တက်မှာဖြစ်ပါတယ်မ3နိုင်တော့အချိန်နဲ့ပိုကြပြီးမှ level တက်မှာဖြစ်ပါတယ် Challenge Test မှာတော့တငယ်ချင်းနဲ့2ပွဲဆော့ရမယ် Run Sport တစ်ချိန်သုံးပြရမယ်ပွဲအဖြေကို3ချိန်ထိခံမှန်းပေးရပါမယ်ကိုဆော့ထားတဲ့တပွဲမှာ MVP ရရပါမယ်အဲ့ဒါအပြင်ပွဲ20အထိဆော့ပေးရပါမယ် test တွေကိုခြုံပြီးပြောရရင်တော့ M7 event အကြောင်းကို share ပြီးတော့ပေးရမယ်ပွဲများများဆော့ရမယ် M7 ပွဲတွေကိုခံမှန်းပေးရမယ်အဲ့ဒီ3ခုသာပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင်ပွဲခံမှန်းတာတွေကလည်းများမှန်မယ်ဆိုရင်တော့ level မြန်တက်မှာဖြစ်ပါတယ်ဒီ event ထဲမှာရစရာတွေကတော့အများကြီးဖြစ်ပါတယ်Founding M7 record တွေ Spro elimination နဲ့ Daily notification တွေအပြင် level 45မှာ Gato Gacha ရဲ့ skin တွေလည်းရပါအောင်မယ်ဒါတွေကတော့ M7 Pass မှာ daily နဲ့ challenge test တွေလုပ်ပြီးဘာတွေရရှိနိုင်လဲဆိုတာကို share လုပ်ပေးခြင်းဖြစ်ပါတယ်ဗီဒီယိုရဲ့အစမှာပြောထားတဲ့နှစ်တင်လက်ဆောင်တဲ့ Weekly Pass 26 Pass စာပေးသွားမယ့်အစီအစဉ်လေးကတော့မေကွန်းတစ်ခုမေးသွားမှာဖြစ်ပါတယ်အဲ့ဒီမေကွန်းကိုဖြည့်ပြီးမှန်တဲ့သူတွေကိုဦးစားပေးအနေနဲ့Weekly Pass တပတ်စာစီရရှိမှာဖြစ်ပါတယ်အဖြေမှန်တဲ့သူက26ယောက်ကြော်ခဲ့မယ်ဆိုရင်တော့ပထမဆုံးအဖြေမှန်တဲ့26ယောက်ကိုပဲလက်ဆောင်ပေးသွားမှာဖြစ်တာမို့အဖြေကို YouTube Original Video ရဲ့အောက်မှာမိမိရဲ့ in-game ID နဲ့အတူ comment ပေးရမှာဖြစ်ပါတယ်မိကွန်းကတော့ AOD event မှာ skin လဲယူရမယ့် coin 1214ရှိပါတယ်အဲ့ဒီ1214 coin ရဖို့အကျဉ်းကြီးဘလောက်လှည့်ထားတယ်ဆိုတာကိုခံမှန်းပြီးတော့ဖြေပေးရမှာဖြစ်ပါတယ်အဖြေကိုတစ်ကြိမ်သာဖြေရပါမယ်ဝင်နာကိုလည်း26ရောက်မပြည့်ခင်ရင် YouTube Random Comment ပီကာနဲ့ January 19ရက်နေ့မှာမဲပေါက်ပေးသွားမှာဖြစ်ပါတယ်မဲပေါက်တဲ့သူကတစ်ကြိမ်သာမဲပေါက်ခွင့်ရှိပါမယ်ပေါက်ပြီးသားဆိုရင်နောက်ထပ်ပြီးတော့ပေါက်မဲရှာဖွေသွားမှာဖြစ်ပါတယ်လက်ဆောင်ပေးသွားမှာကတော့စုပေါင်း26ရောက်ထိဖြစ်ပါကြောင်းကြိုတင်အသိပေးပါတယ်အားလုံးပဲနှစ်သက်မှာဘေးကင်းကျန်းမာပြီးတော့ကန်ထူးကန်ကောင်းတဲ့အချိန်လေးပိုင်ဆိုင်ရရှိပြီးတော့လိုရာဆန္ဒတွေပြေဝပါစေလို့တော့ဆုတောင်းပေးပြီးတော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေအားလုံးပဲကန်ထူးကန်ကောင်းကြပါစေRelax and take notes while I take totes of the marijuana smoke. Throw you in a choke, gun smoke. Biggie Smoke for mayor, the rap slayer, the hooker layer. Motherfucker, say your prayers. Hail Mary, full of grace.